စီစဉ်ရာစာရေးဆရာခက်စောမှအမှတ်တရအားပေးစကားရှင်းမြင့်ပြောကြားမည့်စီစဉ်ပဲဖြစ်ပါရဲ့ရှင်။သူဖြစ်ပါ၍အမှတ်တရအားပေးစကားများရှင်းမြင့်ပြောကြားပေးပါရန်စာရေးဆရာခက်စောအားလေးစားစွာဖြင့်ဖိတ်ကြားအပ်ပါရဲ့ရှင်။ ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ပထမဆုံးဒါ request လုပ်ချင်တာတော့လေကျွန်တော်ရုပ်ရည်ကိုတော့တိခံပေးကြပါတော့ဘာဖြစ်လို့လဲဆိုတော့ခုနကတော့ကျွန်တော်မင်းသားထောင်းပြီးတော့အခုလူချမ်းကြီးကန်းပေါ့နော်တော့အားငယ်ရတယ်ဗျာသိအောင်လားရှေ့မှာတောင်းပြီးတော့လူချမ်းဝင်လာလို့ဖြစ်သွားတော့အားလုံးလည်းကျွန်တော်ရုပ်ရည်ကြောင့်စိတ်နှောက်ယှက်ဖြစ်သွားရင်တောင်းပါပါတယ်အရင်ဆုံးဒီနေ့ခန်းသားကိုကျွန်တော်ဖိတ်ကြားပေးတဲ့အတွက်လည်းဒီစကိုင်း Federal Unit ကိုကျွန်တော်ကျေးဇူးတင်ပါတယ်ပြီးတော့ဒီနေ့လွတ်လပ်နေခန်းသားမှာပြောခွင့်ရတဲ့အတွက်လည်းကျွန်တော်ခုံယူပါတယ်ဗျဒီအခုလက်ရှိအခုကျွန်တော်ပြောနေတဲ့အခြေအနေကဘာနဲ့တူလဲဆိုကျွန်တော်တို့ငငယ်ရဆိုရင်ရှေ့မှာလူကြီးတွေအဲ့လိုတယောက်ပြီးတယောက်ပြောသွားတဲ့အခါမှာနောက်ကကလေးတွေကလေပြင်းပြီးတော့အိတ်ငိုက်နေတဲ့အချိန်နောက်ပြီးတော့ကိုကြိုက်တဲ့ကောင်မလေးကိုစက်ကူလေးမြန်လေးလောက်ပြီးပစ်ပြီးတော့လုပ်တဲ့အချိန်မဟုတ်ခိုးစားတဲ့အချိန်မျိုးပေါ့အဲ့လိုအချိန်မျိုးဆိုတော့ကျွန်တော်လည်းရှေ့ဝေးအများကြီးတော့မပြောတော့ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းခရီးသွားနေရမလို့ဘန်းပေါ်မှာဖြစ်နေလို့ပေါ့နော်ဟုတ်ဒီကျွန်တော်တို့အခုလက်ရှိပေါ့နော်ဖြစ်နေတဲ့မြန်မာနိုင်ငံကဒီလွတ်လပ်ရေးရပြီးတဲ့ concession နဲ့တာကာလအတွင်းမှာကျွန်တော်တို့ကြုံခဲ့ရတော့ဒီလက်နက်နဲ့လက်နက်အားကိုနဲ့ဒီလက်နက်ကိုအခြေပြုပြီးတော့တယောက်နဲ့တယောက်ကျွန်တော်တို့အာဏာလုပြီးနိုင်ငံကိုတိဆောက်ချိန်မရခဲ့တာကတော့သမိုင်းသင်ခန်းစာတွေမှာကျွန်တော်တို့သိခဲ့ပြီးပေါ့နော်အဲ့တော့နာကက်မှာကျွန်တော်တို့အခုပေါ့ဒါ revolution ဆိုတဲ့နေရာမှာလက်နက်ကင်တော်လှန်ရေးအပြင်ဒီပညာရေးနဲ့လည်းအားလုံးတော်လှန်ကြမယ်အတွေးခေါ်အပြင်လည်းဒီတော်လှန်ရေးနဲ့ချင်းပြတဲ့အနေအထားလို့ကျွန်တော်တို့ယူဆပါတယ်ဘာလို့လဲဆိုတော့ကမ္ဘာနိုင်ငံအသီးသီးမှာဆိုရင်ကျွန်တော်တို့ empire တွေရှိခဲ့တာပေါ့နော်လက်နက်နဲ့ထူထောင်ခဲ့တဲ့နိုင်ငံတွေအဲ့နိုင်ငံတွေအားလုံးကလည်းတစ်ချိန်မှာတော့ပြုတ်ကွဲသွားကြတာကျွန်တော်တို့တမိုင်းမှာတွေ့ခဲ့ပြီးဖြစ်ပါတယ်အခုတကယ်တော့နာကက်နိုင်ငံတော်တွေကမ္ဘာကြီးကကျွန်တော်တို့ဒီဉာဏ်ပညာတွေချင်းတရားတွေပညာတွေနဲ့တိစောက်ထားတဲ့လူဖွဲ့စည်းတာနေရာရှိရတာကိုကျွန်တော်တို့တွေ့နေရတယ်ပေါ့နော်မဟုတ်ရင်ကမ္ဘာကြီးကိုယ်တိုင်လည်းဒီလက်နက်အားကိုးတဲ့လူတွေကြောင့်မကြီးမကြမ်းဖြစ်နေကြတယ်လေကျွန်တော်တို့တွေဂျုံခဲ့တွေ့ခဲ့ကြတာပဲအဲ့တော့ကျွန်တော်ကတော့ဒီနေ့အလေးနဲ့ဒီကကျောင်းသူကျောင်းသားတွေရောဆရာမတွေကျွန်တော်တို့အလေးနဲ့အနူးညွတ်ပေါ့နော်ကျွန်တော်ပြည်တာရက်ခန့်ချင်တာကောအားပေးစကားပြောချင်တာကောကျွန်တော်တို့တွေနာခဲ့မှာပေါ့နော်ဒီကျွန်တော်လက်နက်နဲ့တိဆောက်ထားတဲ့ကျွန်တော်ငြိမ်းချမ်းရေးတွေလက်နက်နဲ့တိဆောက်ထားတဲ့ဒီလူဖွဲ့စည်းတွေအားလုံးကိုကျွန်တော်တို့အဆုံးသတ်ပြီးတော့ကျွန်တော်တို့တွေအားလုံးကဒီပညာရေးနဲ့ဉာဏ်ပညာနဲ့တိဆောက်ပြီးချစ်ချင်းမေတ္တာရေးနဲ့ပွင့်တဲ့နိုင်ငံတော်တစ်တစ်ခုရှိကိုဦးတည်သွားဖို့လိုအပ်တဲ့အရေးကြီးတယ်ကျွန်တော်တို့အားလုံးအတူတကွချီတက်သွားကြဖို့လည်းကျွန်တော်ဒီကနေဆန္ဒပြုပြီးတော့စုမုံအောင်တောင်းပါတယ်နောက်တစ်ခါလက်ရှိချိန်မှာကျွန်တော်တို့ဘာလို့ဘလောက်ပဲကြီးကျယ်တဲ့နိုင်ငံတော်ကြီး empire ကြီးဖြစ်တဲ့တစ်ချိန်မှာပြိုကွဲရသလိုပဲဘလောက်ပဲပြန့်ကျဲနေတဲ့စစ်တီဖြစ်တဲ့နိုင်ငံဖြစ်တဲ့တစ်ချိန်မှာပြန်စုစည်းပြီးတော့တကယ်တိုးတက်တဲ့နိုင်ငံတော်တစ်ခုကိုထူထောင်နိုင်သိရှိပါတယ်ဒါကတမိုင်းကအများနဲ့ရက်တက်မနေပါဘူးရေလိုပဲစီးဆင်းနေတာပေါ့နော်အဲ့ဒီချိန်မှာကျွန်တော်တို့နောက်တစ်ချိန်မှာကျွန်တော်တို့တွေဒီနိုင်ငံတော်ပညာနဲ့တည်ဆောက်တဲ့နိုင်ငံတော်တည်ရှိမှာအတူတူကျွန်တော်တို့ချီတက်ကြမယ်ပြီးတော့အားလုံးချစ်ချစ်ခင်ခင်နဲ့ကျမ်းမာတဲ့နိုင်ငံတော်တစ်ခုရှိကိုနှစ်တက်ကနေစပြီးချီတက်နိုင်ပါစေလို့အားလုံးကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ဗျဒီလောက်ပါပဲဘာလို့လဲဆိုတော့ကျွန်တော်ရုပ်မြင်တာနဲ့ကြောက်နေကြမှာကြောက်လို့ပါယခုလိုအမှတ်တရအားပေးစကားများရှင်းမြင့်ပြောကြားပေးသွားပါတော့စာရေးဆရာခက်စောအားအထူးပင်ကျေးဇူးတင်ရှိပါရဲ့ရှင်။